ပြောကိစ္စငယ်ချင်းကိစ္စပြောရှင်းတာငယ်ချင်းလေးရှိရကွာသူတို့တော့ကိုသူတို့မှသားရှိသားသမီးရှိမျိုးရှိခဲ့သေးရှိမလားကိုယ်ရဲ့ဆက်နေရှိရေးဆိုတော့ပြီးတော့အမျိုးပြောငယ်ချင်းလေးပေါ့ငယ်ချင်းလေးကွာဝီးမာလေးရှိရကိုနားမာလေးရှိရကွာအမျိုးလေးသူတို့ကိုတည်းကသားသမီး2ယောက်21ယောက်အမျိုးလေးရာနေပြီကွာကိုလည်းရာသေးသေးရှင်းမလားပဲသူတို့အမှုစီနာပြောရကွာသူတို့ကကိုနားလဲဒီထားနားလဲပါဒီမှပြပါအဲ့မဲ့တိလားလူနေကြကွာအမေတော့ဘီယာမတော်လေးဖြေနိုးလေးအမေဆင်းရဲတခါလေးရောင်းနေတာလာလူမီလေးပေးရှင်အမျိုးမွေးနေမွေဆိုးကြီးတော်လိုက်အောင်တော့နောက်နေ့လည်းငါသွားရစေရမယ်ကွာနှစ်လုံးကတော့ပြလိုက်မယ်နောက်နေ့လည်းငါသွားရစေရမယ်အခုနေထုံး26နော်ကျွန်တော်ပါ27ဇူလိုင်27ဇူလိုင်20တော့လူဆက်နေပဲအထောင်တာဆက်နေပဲနေပေါ့တော်လိုက်ပြီးနောက်နေ့လုံးတော့သွားရစေရမယ်တော်လိုက်ရေးပဲပြီးအောင်ဆိုတော့နောက်တော့လေးဖြတ်တန်းလာရအောင်သင်္ကန်းစာဆိုလေးပြီးမကောရှိမကောသင်္ကန်းစာလေးငါရဲ့တာသမီးလက်ကားဆိုအမှုစားလေးစအောက်ထည့်ရပဲသင်္ကန်းစာစအောက်ထည့်ရပဲသင်္ကန်းစာရခဲ့စီရှင်ပလမလာတွေ့အခုနိုလေးမျိုးကြခဲ့စီရှင်နိုလေးငါရဲ့မျိုးစေပေါ့ငါရဲ့မျိုးစေပဲပေါ့နော်ကောင်းစုကွန်ဆောက်ဆိုခင်ပါပဲငါဟမ်ပြောမယ်ကွန်ဆောက်ဆိုတော့ပဲငါပေးရှင်ရကွာဟဲ့မစုကွာရွေးချက်ရှိလောက်ပဲကွန်မြင်လေဝနာဖြစ်လာဆိုတာကပေးရတော့ယူလိုက်မယ်ကွာအညမှုပဲနာဆိုတော့ရွေးချက်ရှိနာလိုလာလာနာဒီမှာဖြူယူတာမျိုးပဲဖြစ်မဲ့ငါတွားတော့နော်ငါဟဲ့ပလန်နာပဲလို့